မြန်မာနိုင်ငံကနေပြီးမှ UFC ဝင်တဲ့ပထမဆုံး fighter ဖြစ်လာသူ Joshua Ban ရဲ့ဘဝဟာရှုံးနေမှုတွေရှိခဲ့ပေမဲ့လက်မလျှော့ရင်အောင်မြင်မှုကိုရနိုင်တယ်ဆိုတာသူဟာသက်သေပြခဲ့ပါတယ် Joshua Ban ဟာငယ်စဉ်ကဆင်းရဲချိုးတဲ့စာနေခဲ့ရတဲ့လူတစ်ယောက်ပါဒါပေမဲ့သူ့ရဲ့အိမ်မက်ကတော့ UFC Champion ဖြစ်ဖို့ပါပဲ2023ခုနှစ်မှာ UFC ကိုစတင်ဝင်ရောက်ခဲ့ပြီး Sumakurok ကိုအနိုင်ယူကမြန်မာနိုင်ငံကနေ UFC ဝင်တဲ့ပထမဆုံး fighter ဖြစ်လာခဲ့ပါတယ်အဲ့ဒီနောက်မှာပြည်ပြီး UFC 295 Bannister ကိုဇက်တိုက်အနိုင်ယူပြီးပရိသတ်အာယုံဆိုင်မှုကိုရရှိလာခဲ့ပါတယ်2024မှာဂျွန်ဆန်ကိုရှုံးနေခဲ့ပေမဲ့ Joshua Ban ကလက်မလျှော့ခဲ့ပါဘူးရှုံးပွဲပြီးနောက်မှာတော့ Aga Jayet, Cody Dan နဲ့ Torisa တို့ကိုဇက်တိုက်အနိုင်ယူပြီးခံဘက်ပြန်လုံလာနိုင်ခဲ့ပါတယ်2025ခုနှစ်မှာတော့ Brandon Rival ကိုနိုင်ယူပြီးမှ UFC fan တွေကြားထဲမှာနာမည်ကြီးလာခဲ့ပါတယ်ပြီးတော့ယခုနောက်ဆုံး Japan Fighter Trial နဲ့ပွဲမှာလည်း fight round ပြည့်နေအပြန်အလှန်ထိုးတက်ခဲ့ပြီးမှနောက်ဆုံးမှာတော့နိုင်ရရှိခဲ့ပါတယ်